မုံရွာမြို့မှာလူငယ်35ကိုစစ်တပ်ကရိုက်နှက်ဖမ်းဆီးပေါ်တာဆွဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်နဲ့မြို့ပြင်ရပ်ကွက်တွေမှာလူငယ်35ကိုအကြမ်းဖက်စစ်တပ်ကရိုက်နှက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကပြောဆိုပါရယ်။ဩဂုတ်လ2ရက်နေ့မုံရွာမြို့ပေါ်နဲ့မြို့ပြင်ရပ်ကွက်များရှိကွန်းရဆိုင်အတော်ဆိုင်များနဲ့ဓာတ်ဆီဆိုင်မှာစီထဲပြီးပြန်လာသူများအပါအဝင်အသက်25နှစ်မှ35နှစ်အရွယ်အမျိုးသား35ဦးကိုအကြမ်းဖက်စစ်တပ်ကရိုက်နှက်ကပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။ထို့သောပေါ်တာဆွဲဖမ်းဆီးခံရသူများကိုယမန်နေ့ဩဂုတ်လ2ရက်နေ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ဖမ်းဆီးထိန်းသိမ်းထားပြီးယနေ့ဩဂုတ်လ3ရက်နေ့မှာစကိုင်းမြို့ရှိအမှတ်33တပ်မဌာနချုပ်သို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါတယ်။စစ်တပ်ကမုံရွာမျိုးပေါ်ရှိဘိုးကျုံလန်းပွဲစားရန်လန်းထိပ်စက်မှုတစ်ကောင်းမြတ်ကျယ်စင်ဟိန်အနီးတမစိတ်တလန်းရွှေဝါရောင်လန်းစီတန်းစီနေတဲ့နေရာများထန်းတော်ဘောလုံးကွင်းအနီးကြောက်ကလန်းထောင်းချောင်းအနီးမှာလူငယ်များကိုရိုက်နှက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မနေ့ကဖမ်းခံရတာပုံများတဲ့စစ်တပ်ကရိုက်နှက်ဖမ်းဆီးတာလူငယ်35ယောက်လောက်ရှိတယ်။ဓာတ်ဆီဆိုင်ကုန်းရဆိုင်အတော်ဆိုင်နဲ့အရက်ဆိုင်တွေဝင်ဆွဲတာပါသွားကြတယ်။မျိုးပေါ်ရောမျိုးပြင်ရက်ွက်တွေပါဝင်ပြီးတော့ဆွဲတာမနေ့ကရိုက်နှက်ဖမ်းဆီးခံရသူတွေကလက်လုံလက်စားတွေပုံများတယ်ဖမ်းဆီးထားတဲ့လူငယ်တွေကိုမိသားစုနဲ့တွေ့ခွင့်မပေးဘူးပတ်စံနဲ့ပြန်ရွေးခိုင်းတာမျိုးလည်းမရှိဘူးဩဂုတ်လ2ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲဖမ်းထားပြီးတော့ဒီနေ့ဩဂုတ်လ3ရက်နေ့မှာစကိုင်းမြို့အမှတ်33တပ်မဌာနချုပ်ထဲကိုပို့ဆောင်လိုက်တယ်လို့ဒေသသတင်းရွှေမြင့်ကပြောဆိုပါတယ်အလားတူဇူလိုင်လ20ရက်နေ့မှဇူလိုင်လ28ရက်နေ့အထိလည်းစစ်တပ်ကမုံရွာမြို့ပေါ်ရှိလမ်းမများရက်ကွက်များအလုတ်ယုံများဈေးဆိုင်များနဲ့အရက်ဆိုင်များကိုနေ့စဉ်ဝင်ရောက်ပြီးအလုတ်သွားအလုတ်ပြန်လူငယ်များကိုရိုက်နှက်ဖမ်းဆီးပေါ်တာဆွဲမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ကအခုဩဂတ်လအတွင်းစစ်မှုရန်အပတ်စဉ်28ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။မြင်းမှုမှာစစ်တပ်စစ်ကြောင်းကပြည်သူ3ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးအလောင်းများအယိုးသားကျန်းတော်မှာသာမိသားစုထံသို့ပြန်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြင်းမှုမြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်တပ်ကတစ်လိန်ကြီးရွာမှဒေသပြည်သူ3ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးအလောင်းများကိုအယိုးသားကျန်းတော်မှာသာကျန်ရသူမိသားစုထံသို့ပြန်လည်ထုတ်ပေးခဲ့ကြောင်းဆွေမျိုးများကပြောဆိုပါရယ်။ဇူလိုင်လ10ရက်နေ့မှဇူလိုင်လ30ရက်နေ့ထိမြင်းမှုမြို့နယ်သို့22ရက်ကြာတစ်လိန်ကြီးရွာအတွင်သို့စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောအကြမ်းဖက်စစ်တပ်ကအဆိုပါဒေသခံပြည်သူ3ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရပါရယ်။အဲ့နောက်ဒေါချောင်းဦးကျေးရွာရှိစစ်တပ်အထိုင်စခန်းသို့စစ်ကြောင်းပြန်လည်ဝင်ရောက်စဉ်ဖမ်းဆီးထားသူပြည်သူ3ဦးကိုဒေါချောင်းကျေးရွာအတွင်း၌ပင်တပ်ဖြတ်ဆွန့်ပစ်ခဲ့ကြခြင်းဖြစ်ပါတယ်။ယမန်နေ့ဩဂုတ်လ2ရက်နေ့မှာဒေါချောင်းဦးကျေးရွာစစ်ကောင်စီအထိုင်စခန်းမှတေဆုံးသူများရဲ့မိသားစုများထံအလောင်းလာရောက်ယူဆောင်ရန်အကြောင်းကြားခဲ့သဖြင့်မိသားစုများကတွားရောက်ယူဆောင်ကတကြိုပေးခဲ့ရခြင်းဖြစ်ပါတယ်။စစ်တပ်ထံသို့မိသားစုများကအလောင်းများတွားရောက်ယူဆောင်ခြင်းတွင်ရုံလောင်းများမှာအယိုးသာကျန်ရှိတော့သည့်အထိပုတ်ပွားနေပြီဖြစ်ကြောင်းလည်းသိရပါတယ်။မြင်းမှုဒေါချောင်းကျေးရွာစားခအထိုင်စခန်းကိုစားခစစ်ကြောင်းဝင်ရောက်တိုက်တုန်းကတစ်လင်ကျေးရွာကပြည်သူ3ကိုဖမ်းဆီးပြီးဒေါချောင်းကျေးရွာအတွင်းမှာတပ်ခဲ့တာပါ။မနေ့က2ရက်နေ့မှာဒေါချောင်းစားခအထိုင်စခန်းကနေတေဆုံးသူတွေရဲ့မိသားစုတွေကိုအလောင်းလာယူဖို့ပြောလို့မိသားစုတွေတွားရောက်ယူဆောင်ပြီးမိတကြိုလိုက်တယ်လို့သိရပါတယ်။ဘယ်နေ့ကအသက်ခံရတာလည်းမသိဘူး။အလောင်းကအယိုးပဲကြံတယ်လို့သိရပါတယ်လို့ဆွေမျိုးတဦးကရှင်းပြပါတယ်။တလုံးမှာစစ်တပ်ကမြင်းမှုမျိုးနယ်မှာစစ်ကြောင်းထိုးမှုများနဲ့ကျေးရွာများကိုလူရက်ဖျက်ဆီးမိရှုမှုများဆက်လက်ပြီးတော့လှုပ်ဆောင်လျက်ရှိနေကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုတီးတန့်တွေးဆောင်ခွင့်နဲ့ပတ်သက်၍တွေ့ရှိချက်များနှင့်အကြံပြုချက်များကိုအများပြည်သူတို့မထုတ်ပြန်မဲဖန်ဆီးထားသည့်ဆေးရနာပိုင်းများနှင့်တီးတန့်လျက်ဝက်ဆွေးနွေးတင်ပြမိဟု ICRC ကထုတ်ပြန်ကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပြည်ပြည်ဆိုင်ရာကြက်ချင်နီကော်မတီ ICRC ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ဩဂတ်လ3ရက်နေ့မှာတွေ့ဆုံခွင့်ရရှိခဲ့ကြောင်းအတည်ပြုထုတ်ပြန်လာပြီးရင်းတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့လေးလာတွေ့ရှိချက်များနဲ့အကြံပြုချက်များကိုထိန်းသိမ်းထားသည့်စစ်တပ်နှင့်သာတီးတန့်လျက်ဝက်ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်းဒီနေ့ကြေညာလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ်တို့ကဒီနေ့မှာတွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီးရင်းတွေ့ဆုံမှုကိုလွတ်လပ်ခွင့်ဆုံးရှုံးနေသူများအားတွားရောက်တွေ့ဆုံသည့် ICRC ရဲ့စံလုံထုံးလုပ်နည်းများနဲ့အညီဆောင်ရွက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ထို့ပြင် ICRC ကိုယ်စားလှယ်ကဒေါအောင်ဆန်းစုကြည်နဲ့တီးတန့်တွေ့ဆုံစကားပြောဆိုခွင့်ရရှိခဲ့ကြောင်း ICRC က၎င်းရဲ့အကျဉ်းထောင်နဲ့ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များအရလွတ်လပ်ခွင့်ဆုံးရှုံးနေသူများကိုမိသားစုဝင်များနဲ့သတင်းစကားဖလှယ်နိုင်ရန်အခွင့်အရေးများလည်းစီစဉ်ပေးခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။သို့သောရင်းတွေ့ဆုံမှုအတွင်းလေးလာတွေ့ရှိချက်များအကျဉ်းထိန်းသိမ်းမှုအခြေအနေနဲ့ပတ်သက်တဲ့အကြံပြုချက်များကို ICRC ရဲ့လုပ်ငန်းဆောင်ရွက်သည့်အစဉ်အလာတိုင်းထိန်းသိမ်းထားသည့်အာဏာပိုင်များစစ်တပ်ထံသို့သာတည်တံ့လျှောက်ဝှက်စွာဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီးအများပြည်သူတို့ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်းအသိပေးထားပါတယ်။
ထို့ပြင် ICRC အနေဖြင့်မြန်မာနိုင်ငံရှိအကျဉ်းထောင်များနှင့်ထိန်းသိမ်းရေးနေရာများသို့ဝင်ရောက်တွေ့ဆုံခွင့်ကိုဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့်ပုံမတိုးချက်ရရှိနိုင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းများသက်ဆိုင်သူများနှင့်ဆက်လက်ကြီးတွေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။တန်ထွင်နဲ့ဝက်လက်တို့မှာစစ်တပ်ကဂျက်ဖိုက်တာလေယာဉ်များနဲ့လေကြောင်းတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်နဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်တို့ရှိကျေးရွာများကိုစစ်တပ်ကဂျက်ဖိုက်တာလေယာဉ်များနဲ့လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်ခဲ့ကြောင်းအေထုတ်ပြန်ချက်နဲ့ဝက်လက် Informational Network ပြောဆိုချက်အရသိရပါတယ်။တန်တွဲမြို့နယ်အတွင်းဒီနေ့နနက်10:20မိနစ်ခန့်မှစတင်၍စစ်တပ်ရဲ့ဂျက်ဖိုက်တာလေယာဉ်များအုပ်စုလိုက်ရောက်ရှိလာပြီးလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများကိုအခုချိန်ထိဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်အပျက်စီးနဲ့ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနောက်ဆက်တွဲများကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့အေအေကပြောဆိုထားပါတယ်။အလားတူစကိုင်းတိုင်းဝက်လက်မြို့နယ်အရှေ့ချမ်းရှိမင်းကုန်းကြီးကျေးရွာကိုလည်းစစ်တပ်ရဲ့တတအူးလေတပ်မှတက်လာသောဂျက်ဖိုက်တာတစ်စီးကဩဂုတ်လ2ရက်နေ့မွန်းလယ်ပိုင်းတွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုများကိုမွန်းလယ်1:40မိနစ်42မိနစ်နဲ့43မိနစ်တို့တွင်မိနစ်ပိုင်းအကွာ၌ဇက်တိုက်ဘုံကျဲသွားခြင်းဖြစ်ကြောင်းထိုလေကြောင်းတိုက်ခိုက်မှုအတွင်းကျေးရွာနေပြည်သူများကစစ်ဘေးတိမ်းရှောင်နေရခြင်းကြောင့်ထိခိုက်သူမရှိကြောင်းသိရှိရပါတယ်။အရိရွာကစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက်ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိပါဘူး။ပျက်စီးမှုအခြေအနေတော့မသိရသေးဘူးလို့ Wallet Informational Network မှတာဝန်ရှိသူကပြောဆိုပါတယ်။ဒလားမျိုးနယ်မှာအသက်16နှစ်အရွယ်နှလုံးရောဂါသည်မောင်မြင့်မြတ်နဲ့အသက်19နှစ်အရွယ်မောင်ထေးဝင်းနိုင်တို့ညီအကို2ဦးစလုံးကိုစစ်မှုထမ်းအဖြစ်လိမ့်လဲခေါ်ဆောင်ရောင်းစားသွား၍မိခင်ဖြစ်သူကအကူအညီတောင်းခံနေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒလားမြို့နယ်ရဲဆောင်ကျေးရွာအုပ်စုမင်းရွာစိတ်ကြီးကျေးရွာမှာမွေးရပါနှလုံးရောဂါအခမ်းရှိတဲ့အသက်မပြည့်သေးတဲ့လူငယ်တဦးပါဝင်ညီကို2ဦးကိုလွန်ခဲ့တဲ့ဇူလိုင်လ21ရက်နေ့မှာအလောက်ကင်မလုံးပြကစစ်မှုထမ်းရန်လိမ့်လဲခေါ်ဆောင်၍စစ်တပ်ထံရောင်းစားခဲ့ကြောင်းမိခင်ဖြစ်သူကပြောဆိုပါတယ်။စစ်တပ်ထံသို့လိမ့်လဲရောင်းစားခံရသူညီကို2ဦးမှာဒလားမြို့နယ်မင်းရွာစိတ်ကြီးကျေးရွာမှာအသက်16နှစ်အရွယ်မောင်မြင့်မြတ်နဲ့အသက်19နှစ်အရွယ်မောင်ထေးဝင်းနိုင်တို့ဖြစ်ကြောင်းမောင်မြင့်မြတ်မှာမွေးရပါနှလုံးရောဂါအခမ်းဖြင့်ညံရည်မပြည့်တဲ့စက်ရောဂါအခမ်းရှိသူဖြစ်ပြီးမောင်ထေးဝင်းနိုင်မှာလည်းမွေးရပါနှလုံးရောဂါအခမ်းရှိသူဖြစ်ကြောင်းမိခင်ဖြစ်သူကရှင်းပြပါတယ်။ညီကို2ဦးစလုံးမှာစာပေမတက်မြောက်ကြပဲအရန်ကြောက်တက်ကြတဲ့တဘာဝရှိကြောင်းဇူလိုင်လ21ရက်နေ့အဆိုပါညီကို2ဦးကလမ်းမတော်မြို့နယ်ကန္နာလန်15လမ်းမှာစာရိတ်ထမ်းတဲ့အလုပ်ကိုလုပ်ကိုင်နေစဉ်တရက်ကိုလုံးအားက4000ခွဲကျပ်ပေးမယ်ဆိုပြီးတော့အိမ်ပြောင်းတဲ့အလုပ်ရမည်ဟုဆိုကပွဲစားများကကားတစ်စီးနဲ့ရောက်ရှိလာပြီးလိမ့်လဲခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပါတယ်။ဇူလိုင်လ21ရက်နေ့ထို့သို့လိမ့်လဲခေါ်ဆောင်ခံရချိန်မှစတင်၍ပြောင်းဆုံးသွားပြီး6ရက်အကြာပွဲစားရဲ့ဖုန်းနံပါတ်ကိုရရှိခဲ့သဖြင့်မိသားစုကဆက်သွယ်ခဲ့ရာလိုင်တာယာတို့လာရောက်ရန်ပြောဆိုခဲ့ကြောင်းလိုင်တာယာတို့တောင်းရောက်ရှာဖွေရာတွင်လိပ်စာအလွဲများပြောကတစ်ကြိမ်မှတွဲဆောင်ခွင့်မရရှိခဲ့ကြောင်းသိရှိရပါတယ်။ထို့ပြင်ပွဲစားဖြစ်သူကပျောက်ဆုံးနေသောညီကို2ဦးကိုရှာဖွေစရိတ်ဟုဆိုက1သိန်း2သိန်းစသဖြင့်အကြိမ်ကြိမ်ငွေလွှဲခိုင်းခဲ့ကမိခင်ဖြစ်သူထံမှငွေများကိုလင်ယူခဲ့ကြောင်းလည်းသိရှိရပါတယ်။ဩဂုတ်လ1ရက်နေ့ပျောက်ဆုံးနေတဲ့သားဖြစ်သူ2ဦးနဲ့ဖုန်း9မိနစ်ခန့်ပြန်လည်ဆက်သွယ်ရရှိခဲ့ပြီး၎င်းတို့ကိုပဲခူးတိုင်းအင်းတကော်တပ်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းထို့နောက်၎င်းတို့ကိုရှမ်းပြည်နယ်ဘက်သို့ထပ်မံခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ခေါ်ဆောင်သွားတဲ့လူပွဲစားဆိုသူများကအသက်16နှစ်ကျော်မောင်မြင့်မြတ်ကိုငါတို့ကိုရောင်းစားတယ်လို့ပြောရင်မင်းတို့တပ်ပြစ်မယ်လို့ချင်းချောက်ပြောဆိုထားတဲ့ဖြင့်ကလေးများမှာအလွန်တရာကြောက်လန့်နေကြပြီးပါသွားတဲ့ဖုန်းများကိုလည်းဖုန်းကတ်များဖြုတ်ခိုင်းထားကြောင်းသိရှိရပါတယ်။ကျမသား2ယောက်ကစားလည်းမတက်ကြအောင်ဘဲမှလည်းမသွားတတ်မလာတတ်ဘူး။မွေးရပါယောဂလည်းရှိကြတယ်။လူတယောက်ဟောက်လိုက်တာနဲ့ရင်နေတုံနေတတ်တဲ့ကလေးတွေပါ။ကျမဘာမှမလို့ချင်ပါဘူး။ကလေးတွေကိုပဲဘေးကင်းကင်းနဲ့ပြန်လို့ချင်ပါတယ်လို့မိခင်ဖြစ်သူကပြောဆိုပါတယ်။လက်ရှိမှာအဆိုပါညီကို2ဦးရဲ့အသက်အန္တရာယ်အတွက်မိခင်ဖြစ်သူကအလွန်မင်းစိုးရိမ်ပူပန်နေပြီးကလေးများဘေးကင်းစွာပြန်လည်လွတ်မြောက်ရေးအတွက်အကူအညီများအရေးပေါ်လိုအပ်လျက်ရှိနေကြောင်းသိရှိရပါတယ်။